ကျမအနေနဲ့ရခိုင်ပြည်နယ်မှနေရစွန့်ခွာသူများအားပြန်လည်လက်ခံရေးအတွက်လူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်ထားရှိမှုအခြေအနေတွေကိုရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ2016-2019ခုနှစ်တွေမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကြောင့်ထိုဒေသမှာနေထိုင်သူတွေအနက်ကတစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူတို့ဆန္ဒအလျောက်နေရစွန့်ခွာထွက်ပြေးသွားသူ9သိန်းကျော်ခန့်ရှိခဲ့ပါတယ်။သူတို့ကိုပြန်လည်စစ်စစ်လက်ခံနိုင်မှုအတွက်မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံအစိုးရတို့အကြားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သဘောတူညီချက်ကို23/7/2019ရက်နေ့မှာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါတယ်။မြန်မာဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သဘောတူညီချက်တွေနဲ့အညီပြန်လည်လက်ခံနိုင်ရေးအတွက်ကျုံးဝင်မှုအခြေခံမှု9ရက်ကိုစံသတ်မှတ်ချက်များဖြင့်ချမှတ်ခဲ့ပါတယ်။အဲ့ဒါတွေကတော့ပြန်လည်ဝင်ရောက်လိုသူဟာမြန်မာနိုင်ငံအတွင်းအမှန်တကယ်နေထိုင်ခဲ့သူဖြစ်ရပါမယ်။ပြန်လည်ဝင်ရောက်လာသူများဟာ၎င်းတို့ရဲ့ဆန္ဒအလျောက်မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လိုသူများဖြစ်ရပါမယ်။ကွဲကွာနေတဲ့မိသားစုစီးရင်ဝင်တွေကြံရစ်ခဲ့တဲ့မိသားစုဝင်တွေနဲ့မိဘမဲ့ကလေးတွေအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးမှမှန်ကန်ကြောင်းထောက်ခံချက်ပါရှိရပါမယ်။